လာမင်းကြီးနဲ့လွဲသွားလို့ငိုးနေသူတွေအတွက်ကျဲတာယာတွေကိုပါမြင်လိုက်ရတော့မှမဟုတ်ဘူးဒီတိုင်းပဲဘဝမှာကိုရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာတွေအတွက်နဲ့စိတ်တွေဆင်းရဲစိတ်တွေပူလောင်နေမယ်ဆိုရင်ကိုရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာတွေနဲ့ပါဆုံးရှုံးသွားရလိမ့်မယ်လူတိုင်းကဘဝမှာအကောင်းနေကြီးပဲရကျင်ကြတယ်အဲ့ဒါလို့အကောင်းနေကြီးရွေးချယ်ခြင်းရတယ်ဒါပေမဲ့သိထားရမှာကဘဝမှာကိုရွေးချယ်ပိုင်ခွင့်ရှိတာတွေလည်းရှိတယ်လို့ကိုရွေးချယ်ပိုင်ခွင့်မရှိတာတွေလည်းရှိတယ်လို့သိမြင်လက်ခံထားရမယ်ကိုရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာတွေအတွက်နဲ့ကို့မှာစိတ်ဆင်းရဲပင်ပန်းခြင်းတွေမဖြစ်အောင်စဉ်းစားမနေဘဲနဲ့ကိုရွေးချယ်ပိုင်ခွင့်အားထုတ်ပိုင်ခွင့်ရှိတဲ့အရာတွေအတွက်သာကြိုးစားအားထုတ်မှုတွေကိုလုပ်ရမယ်ဘဝမှာဘယ်လိုအရာတွေကရွေးချယ်ပိုင်ခွင့်မရှိကြတာလဲဘယ်လိုနိုင်ငံကြီးမှာမွေးဖွားလာသူဖြစ်ချင်လိုက်တာဆိုတာကိုရွေးချယ်ပိုင်ခွင့်မရှိခဲ့ဘူးဘယ်လိုမိဘမျိုးရိုးအတိုင်းဝိုင်းမှာလူလားဖြစ်ချင်လိုက်တာမွေးဖွားလာသူဖြစ်ချင်လိုက်တာဆိုတာမျိုးကလည်းကိုရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာမဟုတ်ပါဘူးငါဟာအရက်မြင့်အသားဖြူနှာရန်စင်းမျက်လုံးကောင်းနဲ့ကျမ်းမာရေးကောင်းတဲ့ကိုယ်ခန္ဓာအမျိုးအစားတွေနဲ့မွေးဖွားလာတဲ့လူဖြစ်ချင်လိုက်တာဆိုတာမျိုးကလည်းကိုရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာမဟုတ်ပါဘူးဘဝမှာဘယ်အသက်အရွယ်အထိနေချင်လိုက်တာဘာယောဂမှမရှိသူဖြစ်ချင်လိုက်တာဘယ်နေရာမှာသေချင်လိုက်တာသေပြီးရင်ဘယ်ဘုံကိုရောက်ချင်လိုက်တာဆိုတာမျိုးတွေကလည်းအတိအကျကိုရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာတွေမဟုတ်ဘူးအဲ့ဒါလို့ဘဝမှာကိုရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာတွေအတွက်နဲ့ငါဒီနိုင်ငံမှာမှလူလားဖြစ်ရသလားငါဒီလိုဆင်းရဲနှိမ့်ရတဲ့မိဘမျိုးရိုးအတိုင်းအဝိုင်းမှာမှလူလားဖြစ်ရသလားငါဒီလိုရုပ်ဆိုးပန်းဆိုးမလှမပတဲ့လူကြီးလားဖြစ်ရသလားစသည်ဖြင့်ကိုရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာတွေအပေါ်မှာမကြေမနက်စိတ်တွေဆင်းရဲပြီးတော့နေမယ်ဆိုရင်စိတ်ဒဏ်ရာတွေခံစားနေရတာလွဲလို့ဘာတွေများကောင်းကျိုးရပါလားမှာလဲအဲ့ဒါလို့ရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာတွေအတွက်နဲ့စိတ်ဆင်းရဲနေမယ်စိတ်ဓာတ်တွေကျနေမယ်ဆိုရင်ရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာတွေအတွက်ပါလက်လွတ်ဆုံးရှုံးသွားလိမ့်မယ်မဖြစ်နိုင်တာတွေအတွက်ပဲတွေးဘူးစိတ်တွေဆင်းရဲနေရင်လက်တွေ့ဖြစ်နိုင်တာတွေအတွက်ပါလက်လွတ်ဆုံးရှုံးသွားကြရမှာပေါ့လာမင်းကြီးနဲ့လွဲသွားလို့ငိုးနေသူတွေအတွက်ကျဲတာယာတွေကိုပါမြင်လိုက်ရမှာမဟုတ်ဘူးကို့ဘဝမှာကိုရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာတွေကိုသာပိုင်နိုင်ရွေးချယ်ပြီးတော့မိရအရာယူနိုင်အောင်ကြိုးစားရမှာဖြစ်တယ်ကိုဖြစ်ချင်တဲ့နိုင်ငံကြီးမှာလူလားမဖြစ်ရပေမဲ့ကိုဖြစ်နေတဲ့နိုင်ငံမှာကိုဖြစ်ချင်တဲ့ပုံစံဖြစ်အောင်ကြိုးစားပိုင်ခွင့်ရှိပါတယ်ဘယ်လိုနိုင်ငံမှာမွေးဖွားလာတဲ့သူဖြစ်ချင်လိုက်တာလို့ရွေးချယ်ပိုင်ခွင့်မရှိပေမဲ့အခုကိုဖြစ်လာတဲ့ကိုမွေးဖွားလာတဲ့နိုင်ငံကနေကိုဖြစ်ချင်တဲ့နိုင်ငံကိုရောက်အောင်ကြိုးစားလို့ရနိုင်တာပဲမဟုတ်လားကြိုးစားကြရမှာမဟုတ်လားကိုရောက်ချင်နေတဲ့ကိုဖြစ်ချင်နေတဲ့ချမ်းသာတဲ့မိဘမျိုးရိုးအတိုင်းအဝိုင်းမှာလူလားဖြစ်ရအောင်ရွေးချယ်ပိုင်ခွင့်မရှိခဲ့ပေမဲ့အခုကိုဖြစ်လာတဲ့မိဘမျိုးရိုးအတိုင်းအဝိုင်းမှာချမ်းသာတဲ့မိဘမျိုးရိုးအတိုင်းအဝိုင်းဖြစ်အောင်ကိုစူးစမ်းပိုင်ခွင့်ရှိတယ်မဟုတ်လားကိုစူးစမ်းလို့ရနိုင်တာပဲမဟုတ်လားပညာမတတ်တဲ့မိဘမျိုးရိုးအတိုင်းအဝိုင်းမှာလူဖြစ်အောင်ရွေးချယ်ပိုင်ခွင့်မရှိခဲ့ပေမဲ့လေကိုဖြစ်လာတဲ့မိဘမျိုးရိုးအတိုင်းအဝိုင်းကိုပညာတတ်မိဘမျိုးရိုးအတိုင်းအဝိုင်းဖြစ်အောင်ကြိုးစားလို့ရတာပဲမဟုတ်လားဘယ်လိုမျိုးရိုးဘယ်လိုမိဘကမွေးဖွားလာသူဖြစ်ချင်လိုက်တာလို့ရွေးချယ်ပိုင်ခွင့်မရှိပေမဲ့ငါမျိုးဆက်ငါသားသမီးငါမိသားစုကိုငါလိုချင်တဲ့မျိုးရိုးငါလိုချင်တဲ့ဘဝပုံစံငါတည်ဆောက်လို့ရတယ်လို့နားလည်ထားရမယ်ပညာမတတ်တဲ့မိဘအတိုင်းဝိုင်းကြမှာမွေးဖွားလာပေမဲ့ကိုယ်တိုင်ကိုတော့ပညာတတ်ကြီးဖြစ်အောင်ကြိုးစားယူလို့ရပါတယ်ဆင်းရဲတဲ့မိဘမျိုးရိုးမှာမွေးဖွားလာပေမဲ့
ကိုတိုင်ကတော့ချမ်းသာတဲ့တထေးမျိုးရိုးဖြစ်အောင်ကြိုးစားလို့ရတယ်ကိုချင်းတရားပျက်စီးနေတဲ့မိဘမျိုးရိုးကမွေးဖွားလာတဲ့သူဖြစ်ပေမဲ့ကိုတိုင်ကတော့ကိုချင်းတရားကောင်းတဲ့သူဖြစ်အောင်ကြိုးစားပိုင်ခွင့်ရှိတယ်နာဇစ္စာဝတ္တလောဟောတိနာဇစ္စာဟောတိပြမနောရုပ်သူမြင့်မြတ်သူဆိုတာမျိုးရိုးကနေဖြစ်လာတာမဟုတ်ဘူးကမ္မုနာဝတ္တလောဟောတိကမ္မုနာဟောတိပြမနောရုပ်သူမြင့်မြတ်သူဆိုတာကိုလှုပ်တဲ့အလုပ်ကနေဖြစ်လာတာဖြစ်တယ်ကိုရက်ကိုရွာကိုဇာတိကိုမိဘကိုမျိုးရိုးဘယ်လိုပဲဖြစ်နေပါစေကိုကယုံညံ့တဲ့အလုပ်တွေကိုလုပ်နေရင်ယုံညံ့တဲ့သူဖြစ်မှာပဲကိုကမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်နေရင်လည်းမြင့်မြတ်တဲ့သူဖြစ်မှာပါပဲဒါကြောင့်ပြောချင်တာကတော့ရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာတွေအတွက်တွေးပြီးတော့စိတ်ဓာတ်တွေကြမနေပါနဲ့စိတ်ဆင်းရဲမှုတွေဖြစ်မနေပါနဲ့ကိုရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာတွေကိုရွေးချယ်ပြီးတော့ကိုဖြစ်ချင်တဲ့ဘဝကိုရအောင်ကြိုးစားပါလို့ပြောချင်တယ်ထပ်ပြောမယ်လာမင်းနဲ့လွဲလို့ငိုးနေမယ်ဆိုရင်ကျဲတာယာတွေကိုပါမမြင်ရပဲဖြစ်သွားမယ်လူတော်ဆိုတာတော်တဲ့နေရာရောက်လို့တော်တာကိုလူတော်မခေါ်ဘူးကိုရောက်တဲ့နေရာကိုတော်အောင်လုပ်မှလူတော်လို့ခေါ်တယ်ဆိုတာပြောရင်းနဲ့ညီကုန်းချုပ်လိုက်ချင်ပါတယ်အားလုံးကိုလိုချင်တဲ့ဘဝပုံစံကိုတိဆောက်နိုင်သူများဖြစ်ကြပါစေ